ကိုရှယ်ဦး channel ကိုစောင့်မျှော်အားပေးနားဆင်ကြတဲ့ချီရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့စိတ်ဝင်စားဖွယ်ပရလောကဇလန်တဲ့ပုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇလန်နဲ့မစတဲ့ခင်မှာကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးဘေးနားကခေါင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကဲစကြရအောင်ဗျာကျော်တိုက်ကငယ်တဲ့ကဇွန်ကဝေတစေးအကြောင်းကိုတီးမိခေါမိခဲ့တယ်တိုက်အကြောင်းလည်းသူနဲ့မစိမ့်ဘူးအကြောင်းကရှိတယ်ကျော်တိုက်ရဲ့အဖိုးကလည်းအဒန်နဲ့လိုက်စားနေတဲ့ဆရာတယောက်ဖြစ်တယ်ရေချောင်းရှင်အဘိုးကသူ့သွားရကိုခေါ်သွားတယ်။ဇုံမကဝေများနဲ့သူတပြန်ကိုတပြန်တိုက်ခဲ့တဲ့နေရာကိုလည်းအခုသဘောမျိုးနဲ့ခေါ်သွားတယ်။အစွမ်းထတဲ့ကဝေများနဲ့တိုက်ခိုက်သူကိုလည်းကြုံရင်စိတ်ဝင်စားစရာကောင်းတယ်လို့ရင်တုံစိတ်လှရှားစရာအဖြစ်မျိုးလည်းကြုံရတယ်။ကဝေအစွဲပွဲများကိုလည်းအဘိုးဆရာကြီးကအင်းများနဲ့ပြစ်ပေါက်ခိုင်းမှုတယ်။တိုင်များကိုတိုက်ဆရာများလာရောက်တူဖို့ဒီကိုသိရင်အဘိုးကတိုင်တိုင်းရှင်ကိုတားရောက်ကူညီကာကွယ်ပေးရတယ်။တိုင်ပြောင်းရှိတဲ့ခါမျိုးနဲ့ကြုံရင်လည်းအဘိုးနဲ့အတူလိုက်သွားပြီးအကူအညီပေးတတ်ရတယ်အဲဒါကြောင့်ကျော်တိုက်တယောက်ကဘာလောကပညာရေးနဲ့ပတ်သက်ပြီးတော့ဒီမီခေါမိလာခဲ့။နောက်ပိုင်းတော့အဖိုးကအခက်အခဲမတွေ့သေးရင်အခုအင်းချက်များကိုကန်ပြီးတော့ကုညီဆောင်ရွက်ပေးခဲ့ရတယ်။အဖိုးရဲ့အသက်85နှစ်ကိုအရောက်မှာပဲအင်းအိုင်လက်ဖွဲ့ပေးစားဂါရာများစုဆောင်ထားတဲ့တက်တာတစ်လုံးနဲ့အဖိုးသွားတွေကယူဆောင်သွားတဲ့လွယ်ကိုကျော်တိုက်ကိုပေးရခဲ့တယ်။အဖိုးမှလည်းရင်တစ်ဖက်ဆရာဘိုးဆိုင်ရှိတယ်။အဖိုးကကျော်တိုက်ကိုဆရာဘိုးဆိုင်ထဲမှာအပ်ပြီးအင်းအိုင်ခလက်မန်နယ်များအသုံးချပုံကိုလည်းတင်ခိုင်းပြီးတော့အတွေ့အကြုံရရင်တလဲသွားလေးရခေါ်သွားခိုင်းတယ်အဖိုးကဤလောကကိုဆွန့်လွတ်ပြီးတော့တရားစခန်းကိုအပြေးတိုင်ဝင်သွားတယ်။ဆရာဘိုးချိုင်းရဲ့ဒုံတင်ပြသမှုတို့ကြောင့်ပဲတော်တော်ကိစ္စများဆိုရင်ကျော်တိုက်တာဝန်ယူဖြည့်ရှင်းခဲ့ရတယ်။ဆရာဘိုးချိုင်းကလည်းအထက်လန်းပညာကိုလိုက်စားနေသူဖြစ်ပြီးပညာသင်များနဲ့ရင်ဆိုင်ရင်တစ်ဖက်သားကိုအသေးသက်သည့်အထိဆုံးမရမစင်စားအနိုင်ရတာနဲ့ပညာနှုတ်ယူတယ်။ပညာများကိုဖျက်ဆီးပစ်တယ်။ဆုံးမပြောဆိုရင်မြာပဲတင်းခံပြီးတတ်မဲ့ဖြတ်မဲ့လုံးရင်တော့လက်ဦးမှုရယူတယ်။ဆရာဘိုးချိုင်းနဲ့လက်ပိုင်နဲ့မဘဲဝါနဲ့လည်းမကြခဏဆုံးရတယ်။ဆရာကြီးကသူကိုယ်တိုင်နေလို့မရတဲ့နာနာဘွားကိစ္စများတစေတရဲ့ရွာကိုတိုက်ခိုက်တဲ့ကိစ္စမျိုးပေါ်လာရင်မဘဲဝါကိုပင်လေးကိုလည်းကြော်တိုက်ကိုတင်ပေးခဲ့တယ်။မဘဲဝါကိုပင်ပြီးတစေတရဲ့များကိုမိခဲသို့နှိမ်နှင်းရမယ့်အကြံဉာဏ်များတောင်းခိုင်းနေရှိတယ်။အဲဒီကကြော်တိုက်တယောက်ဟာအကျိုးကိစ္စများကိုဆရာဘိုးချိုင်းကိုပင်အတိမပေးတော့ဘဲနဲ့မဘဲဝါကိုပင်ပြီးတော့အကူအညီပေးခဲ့တယ်။အကြံဉာဏ်လည်းပေးခဲ့တယ်။အဲဒါကြောင့်အေးရတယ်အလုံးအကြောင်းကိစ္စချင်းငယ်ရှိရင်ကြော်တိုက်ထံကိုအပြေးလွှာရောက်လာကြရတော့တယ်။နေဘူးအချိန်ပြည့်တဲ့အတွက်ကြော်တိုက်ဟာအိမ်ကောင်းရဲ့ဘလောက်ပင်အောက်မှာရှိတဲ့ကော့ပစ်ဘောကိုဆင်းလာပြီးတုံးလုံးလှင်းနေရတယ်။ပြီးခဲ့တဲ့အခေါက်ကဆရာဘိုးဆိုင်ခေါ်ရလိုက်ခဲ့ရတဲ့ကင်မွန်းချုံရွာကဇန်နကျုပ်ကိုဝေမာကြီးနဲ့သူတပြန်ကိုတပြန်တိုက်ခဲ့ရတဲ့တိုက်ပွဲကြောင်းကိုတုံးလုံးနဲ့စဉ်းစားနေပြီ။ကဝေအတော်များများကကြော်တိုက်ဆောင်တွေ့ဘူးတယ်။အဲဒီရွာကဒေါ်ဆုံးဆိုတဲ့ကဝေကြီးကတို့ကြမ်းတမ်းမှုမျိုးကိုတစ်ခါမှမကြုံခဲ့ဘူး။အဲဒီကဝေကြီးကအသက်300တန်ရောက်နေပြီဟုဆရာကပြောပြဘူးတယ်။နေ့တရာပြည့်ရင်တစ်ချိန်တက်တန်းတိုးပြီးနေတယ်လို့လည်းပြောတယ်။ဒေါ်ဆုံးနဲ့ဆရာအကျိတ်နဲ့တိုက်ခိုက်ပြီးဆရာအင်းလန်းနဲ့ကြောက်ပဲကိုဝေမာကြီးမီးတောင်ပြီးတေဆောင်သွားခဲ့ရတယ်ကဝေမာကြီးများကိုလောင်းတဲ့မီးကလည်းအလွန်ပူပြင်းတဲ့မီးလို့လည်းဆိုကြတယ်။ဆရာကတော့ငဲမီးလို့ပြောတယ်။ဒေါ်ဆောင်နဲ့တိုက်ခိုက်ပြီးနောက်ဆရာခီးထွက်စရာကိစ္စနဲ့ပေါ်လာတဲ့အတွက်ရွာမှာမရှိခဲ့ဘူး။အဲဒါကြောင့်ကြော်တိုက်လဲဆရာထံသွားစရာမလိုတဲ့အတွက်အိမ်မှာကတ်နေရတယ်။မိဘအလုပ်ကိစ္စရှိရင်ဝိုင်းကူလုပ်ကြိုက်ပေးတယ်။ကြော်တိုက်အသက်ကလည်း20ပဲရှိသေးတယ်။အိမ်တော်မရှိလူပြိုဖြစ်တာကြောင့်ဆရာခေါ်တဲ့အခါတိုင်းနောက်ဆက်မတင်ပဲရှောက်လိုက်ခဲ့တယ်။အခုဆိုဆရာကခီးထွက်သွားဒီမှာတပတ်ခန့်မရှိပြီ။အိမ်လုံးလည်းမရှိဆရာကလည်းမရှိ။ကြော်တိုက်အိမ်မှာကတ်နေနဲ့ညီးဝင်လာတယ်နေလဲသာစားပြီးကိုပြစ်ပေါ်အိမ်နေကနေမိကနေအိပ်ပြသွားတယ်။အဲဒီချိန်မှာပဲကိုကျော်ကြီးဟဲ့ချန်ဝါဘာတူလဲကျွန်တော်ဖေးရှိပါတော်လေးဝင်ခဲ့လေမင်းတို့ကိုကျော်ကြီးကခေါင်းရင်ဘလောက်ပင်အောင်မှာအိပ်နေတယ်ဟုတ်ကဲ့တော်လေးကျွန်တော်တွေ့တယ်အေးကိစ္စရှိရင်သွားလို့လိုက်ဘေးကြီးဆိုတဲ့ခေါင်းလေးကလည်းဘလောက်ပင်အောက်ကိုရောက်သွားတယ်ကိုကျော်ကြီးဟမ်ဘာတူလဲမျက်လုံးဖွင့်ကြည့်စမ်းပါအောင်ဗျာကျွန်တော်ဖေးရှိပါဩဖေးရှိအေးငါအခုလေးပဲအိပ်ပျော်သွားတာကိစ္စရှိလို့လားရှိတာပေါ့ဗျာကျော်သားကတောင်းလုံးနဲ့နေရာမှာထိုက်တယ်ဘာကိစ္စရှိလို့လဲပြောသမ်းမအောင်ပေးစီဟာဘာကြီးထုံးမိခိုင်းတာပဲဘာကိစ္စလဲတော့ကျွန်တော်မသိဘူးဗျရွာလူကြီးဦးထမေကရွာရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်သူကခွိုင်းတာဆိုတော့အကြောင်းကိစ္စအထူးရှိမယ်လို့သိလိုက်တယ်အေးငါအင်ကြီးတောင်းဝက်လိုက်အောင်မယ်ပြီးတော့မှလိုက်ခဲ့တာပေါ့ရာစီဦးကပွဲတဲ့ကြောင့်စွန်ကျန်နဲ့အိမ်နေရအတွက်စွန်ကျဲကိုချွတ်လိုက်ကရှယ်အင်ကြီးပြောင်းဝင်ပြီးဘေးစီနဲ့အတူထွက်လာခဲ့တယ်ဆရာလေးဘယ်လဲဗျကိုရီစင်ကလည်းဗျာကြောက်နေပဲကြောတိုက်ပါဗျာနာမည်ပဲခေါ်ပါဘဲကဆရာလေးလာလုံနေရတယ်ဗျာမင်းနာမည်တော့ငါသိတာပေါ့ကွာမင်းဘိုးကဆရာကြီးအခုဟိုဘက်ရွာကဆရာဘိုးချိုင်းရဲ့လက်ရုံးတစ်ဘက်ဖြစ်နေတော့လေးစားသမှုနဲ့ခေါ်တာပေါ့ကွာမဟုတ်တာပဲဗျာပုံမှန်တိုင်းမလုပ်ပါဗျာအေးဒါဆိုလည်းမင်းအခုဘယ်သွားမလို့လဲကွာဥက္ကရာကြီးခေါ်ခိုင်းလိုက်တယ်ဆိုပဲဗျာတော်ဥက္ကရာကြီးတူမတယောက်တော့ညဘက်ရောက်တိုင်းထားငုံတယ်လို့ကြားတယ်ကွာအဲ့ကိစ္စပဲဖြစ်မယ်ကိုရင်စင်နဲ့လမ်းခွဲပြီးမကြခင်မှာပဲဥက္ကရာကြီးအိမ်ကိုရောက်လာခဲ့တယ်ဥက္ကရာကြီးဦးထွန်းမင်းအိမ်ကနှစ်ထပ်ပြင်အောင်အင်ကြီးဖြစ်တယ်အပေါ်ထက်ကိုတက်လာခဲ့ရတယ်
မောင်ကျော်တိုင်းလာလေကွာထိုင်ဟုတ်ကဲ့ဦးလေးယူနေလက်တော့လက်ဖက်လဲရှိရနော်ဆဆဥက္ကရာကြီးကယူနေခဲ့ပြီးကမ်းပေးနေကြောင်လှမ်းယူပြီးတောက်လိုက်တယ်ပီစီကိုခေါ်ခိုင်းတဲ့ကိစ္စသိပြီလားမသိဘူးဥက္ကရာကြီးရဲ့သူ့ကိုမေးကြည့်သေးတယ် तू ကဘာမှမသိဘူးလို့ပြောတာပဲအေးဒီကောင်တော့ဘယ်သိမလဲတနေ့လုံးအိမ်ကက်တာမှမဟုတ်တာဒီလိုကွမောင်ကျော်တိုင်းဦးရဲ့ညီကျော်ဟိုးမှာဇချောင်းနဲ့ရွသမီးလေးတယောက်ရှိတယ်အဲ့တော့မင်းလည်းသိပါတယ်ဟုတ်ကဲ့ဦးကျော်ဟိုးသမီးကိုသိပါတယ်အေးအဲ့ကလေးမလေး၃ညရှိပြီညာထပြီးအော်ဟစ်နေတယ်ကြောက်ပါပြီတဲ့ကျမကိုမခေါ်ပါနဲ့လို့စက်တက်အော်နေတယ်အပြင်ဘက်ကလည်းတစုံတယောက်ကဆွဲခုံနေသလိုမျိုးရုံးကန်လှုပ်ရှားနေရတယ်အိမ်ပြပြတဲ့မှာဆိုတော့အခန်းထဲကလည်းအမျက်ပိတ်ထားရတယ်ည10နာရီကျော်နဲ့အိမ်ချန်ထဲကိုခွေးတစ်ကောင်ဝင်လာပြီးလှက်ပတ်ဟောင်းတော့တာပဲအဲ့ဒီအချိန်ဆိုရင်သူအခန်းထဲမှာနေရတာမလုံးချုံသလိုဖြစ်လာပြီးတဆက်ဆက်တုံးနေတာပဲကွာထူးကြတာအမှန်ပဲဗျဒါနဲ့အခုလိုနေကင်းဘက်မှာရောထူးကြတာမှုရှိသေးလားညဘက်အေးပြတ်ထားပြီမဲ့နေကင်းဘက်မှာလည်းအေးရတဲ့တရေတမောတော့မအိပ်ဘူးကွာတယောက်တည်းထိုင်ပြီးငိုနေတယ်ဘသူကမှလည်းစကားမပြောအေးမင်းကလေးရဲ့နာမည်မှာအေးမလို့ပဲတော်ထိုက်တိတာတယ်ဥကျော်ဟိုသမီးကအေးမမဟုတ်လားအေးဟုတ်တယ်သူအိမ်မှာမထားဘူးလို့မနေ့ကအိမ်ကိုခေါ်လာရလေငါတို့မှဖြစ်နေတဲ့ဒီကိစ္စကိုဟိုဘက်ရောက်ကမင်းဆရာတော့တက်နိုင်မယ်ထင်တယ်ကျွန်တော်ဆရာခီးသွားနေပါလေဟိုဘက်ရောက်ကဆရာအိမ်ကိုကျွန်တော်ရောက်သွားသေးတယ်ဆရာနောက်ဘက်တည်းကျမှပြန်ရောက်လိမ့်မယ်လို့ဆရာအိမ်ကပြောလိုက်ပါတယ်ဒီလောက်ရက်ကြကြီးမင်းဆရာကဘာကိစ္စခီးသွားတာတော့ဆရာကသူ့တွင်ကိစ္စကိုကျွန်တော်ကိုပြောခဲ့တယ်ဗျရှမ်းရင်ဘက်တီသွားတာဆိုတော့ကိစ္စအထူးရှိလို့ဖြစ်မယ်ဒါဆိုမင်းလည်းဆရာကောင်းတော့ပဲမင်းတနိုင်တော့ပါတယ်မင်းဖိုးကလည်းအထလန်းဆရာကြီးဆိုတာတနယ်လုံးသိတယ်လေသူ့ရဲ့ပညာမွေးတွေမင်းကိုပေးခဲ့မှာပေါ့အဖိုးဆရာကြီးကသူ့အဆုံးတော်ပစ္စည်းတွေကိုသာအပ်ခဲ့တာပါဘယ်လိုကျင့်ကြံသွားမလဲဆိုတော့အဖိုးရဲ့တပည့်ဆရာဘိုးဆိုင်တက်မှာတပည့်ခံရခဲ့ပါတယ်သူသွားရလိုက်သူခိုင်းတာလို့ဆိုပြီးပြောသွားတာကျွန်တော်ကဘာမှမမဲရမတက်သေးပါဘူးငါတို့ကမင်းကိုအားကိုးပြီးခေါ်ရတာပါငါတို့မလေးကိစ္စကိုကုညီနိုင်ကုပြီးရင်ပြပါကွာငါတို့မလေးရဲ့အခြေအနေကလည်းအစိုးဘက်ကိုရောက်နေပြီလေသူကိုကြည့်ပြီးဦးလေးစိတ်မကောင်းပြရတယ်အဲ့ဒါဆိုရင်ကျွန်တော်ကြည့်လို့ရမလားအေးရတာပေါ့ကွာအခုဟိုဘက်ခန်းထဲမှာရှိတယ်ဦးလိုမင်းကထိုင်နေရနေထားသွားတဲ့အတွက်ကြော်တိုင်းလည်းနောက်ကနေလိုက်သွားရတယ်ကြည်တန်းနင်းညမဘာလို့နေလဲဝင်ကြည့်လိုက်စမ်းမကြည်တန်းဦးထုံးဖေရဲ့တပည့်ဖြစ်တယ်အဲ့ခန်းလိုက်ကဦးဖွင့်ပြီးချောင်းကြည့်တယ်လားဖေရဲ့မီးအချင်းကြီးကောင်းနေပါတယ်ဦးထုံးဖေကရှေးကဝင်သွားတဲ့အတွက်နောက်မှကြော်တိုင်းကလိုက်လာခဲ့တယ်သွားငါတော့မလာကြနဲ့အဲ့လိုပြောပြီးအခန်းနောက်မှာထိုင်နေရကနေနောက်ဘက်ကိုလှည့်ထိုင်လိုက်တယ်အခုနောက်ကတော့ငြိမ်နေတာပဲညာရောက်ပြီဆိုရင်တော့အခန်းထဲပလက်ပတ်ပြီးအော်နေတာကွယ်ကျော်တိုင်းကလည်းအိမ်ကန်းပြင်ဘက်ကိုပြန်ထွက်လာပြီးရွေနွေးထိုင်တောင်းရင်စကားပြောရင်ပြင်ဆင်လာတဲ့တရားပွဲမှာသွားထိုင်လိုက်တယ်ဦးထုံးမေကလည်းအထူးပါလာတယ်အဲ့ဒီမှာပဲဦးထုံးမေရဲ့ဇနီးနဲ့သားသမီးများကလည်းကျော်တိုင်းရဲ့စကားကိုနားထောင်ရင်တရားမှာဝင်ထိုင်လိုက်ကြတယ်ကိုကျော်ဟိုးတို့လင်းများကလည်းဝင်ထိုင်ကြတယ်လင်းများနှစ်ယောက်လုံးသမီးတို့စိတ်ဘူးတော့ကရောက်နေရမျက်နှာနဲ့ကျော်တိုင်းပြောမဲ့စကားကိုနားဆွင့်နေကြတယ်ကျွန်တော်တခုလုပ်ချင်တယ်ဦးကျော်ဟိုကကျွန်တော်ကိုဝင်ကြည့်ပေးပါပြောပါကွာဦးလေးဘာလုပ်ပေးရမလဲဒီညနေစက်တကောင်ရှာကြီးချက်ပေးပါတမင်းအတွက်ဆန်ချဘူးလဲချက်ပေးပါအေးရတယ်ဦးစင်သေးဖြစ်အောင်ချက်ထားပေးမယ်ဘယ်အချိန်ကြီးမှလဲည9နာရီနောက်ဆုံးကြရင်ရပါပြီအေးအစင်သေးလောက်ထားလိုက်မယ်လေကျွန်တော်ည7နာရီတော့အင်းညုံကိုခေါ်ပြီးတော့လာခဲ့မယ်အေးစားသားတွေတဲပြီးရွာပြည်တင်းချိုင်းကိုသွားကြမယ်တင်းချိုင်းကိုဘာသွားလို့မှလဲမောင်ကျော်တိုက်ရဲ့ဩဂရန်ကြီးရဲ့ဇနီးကမျက်လုံးပြီးရုတ်တရက်မေးလိုက်တာကြောင့်ကျော်တိုက်ကလည်းရှင်းပြတယ်ဩတင်းချိုင်းနဲ့သွားမှာကတင်းချိုင်းတို့ရဲ့အရှင်သခင်မမဖဲဝါကိုပင့်ပြီးဘယ်မှာပြောကနှောက်ရက်နေသလဲဆိုတာမေးကြည့်ရမယ်မင်းမဖဲဝါကူညီနိုင်တဲ့ကိစ္စဆိုရင်လည်းအခုညီတောင်းလို့ရတယ်ဒါနဲ့မသိလို့မေးပြသေးမဖဲဝါကိုခေါ်လိုက်ရောက်လာပြီးမောင်ကျော်တိုက်မေးသည်များကိုပြန်ဖြေတာပဲလားအဲ့လိုတော့တိုင်းရိုက်မေးလို့မရသေးပါဘူးတစင်းကလူထားပြီးဥကတ်ခိုင်းရသေးတယ်လေအဲ့ဒါကြောင့်နေကတော့ဒေါ်အင်းညုံကိုခေါ်သွားတာဒေါ်အင်းညုံဝင်ဘူးကတ်ခိုင်းပြီးတီးလို့သည်များကိုမေးလို့ရတယ်ကျွန်တော်နဲ့ဒေါ်အင်းညုံကမဖဲဝါကို၄ကျင်းလောက်ဝင်ဘူးကတ်ခိုင်းပြီးအခက်အခဲတွေရှင်းလင်းဖယ်ရှားခိုင်းခဲ့ဘူးလေမသိပါဘူးကွာကြုံလည်းမကြုံဘူးကြားလည်းမကြားဘူးလို့မေးရတာပါသူမကူညီနိုင်လဲကူညီနိုင်မဲ့လူကိုလမ်းညွှန်ပေးလိမ့်မယ်တဲ့အေးမကြီးတဲ့ကိစ္စတွေဆိုရင်တော့ကျွန်တော်ကိုတင်ပေးလိုက်ပြီးတာဝန်ပေးတတ်တယ်အေးမအခုလိုဖြစ်တဲ့အကြောင်းတော့သိဖို့ဟာအဓိကပဲလေအေးကွာမောင်ကျဲတဲ့မင်းကရှေ့ကသွားဦးတို့နောက်ကလိုက်ဖို့အတင်ပဲဒါဆိုဦးကျော်ဟိုကအိမ်မှာပဲနေခဲ့ပါတရေမကြောက်တဲ့လူသုံးလောက်ရှာပြီးကျွန်တော်နဲ့ထည့်ပေးလိုက်ပါဦးလိုက်ခဲ့မလေဖြစ်တယ်မလားဦးကကာယကံရှင်မဟုတ်လားဦးသမီးကိုတူးတယောက်ကမကောင်းကြံထားမျိုးဦးသိရင်စိတ်ဆိုးခြင်းဆိုးပေမဲ့မခံချင်တော့ဝင်ပြောချင်ပြောလိမ့်မယ်ကျွန်တော်တို့ကိစ္စမအောင်မမြင်လည်းဖြစ်နိုင်တယ်ပြန်နိုင်အကျိုးကြောင့်သိရမှာပေါ့ကျော်တိုက်ပြောတာနီးလန်းကြတယ်ကွာမင်းရဲ့သမီးကိစ္စဆိုတော့ကြိုတင်မသိရရင်ပိုကောင်းမယ်သူပြောတဲ့အတိုင်းနေခဲ့လိုက်ပါဟိုအောင်တန်းနဲ့လှဝင်းတို့ကိုခေါ်ပြီးမောင်ကျော်တိုက်တို့နဲ့ထည့်ပေးလိုက်တာပေါ့ကဲဒါဆိုရင်လည်းကျွန်တော်ပြန်နိုင်အောင်ပဲဗျာည8 နာရီလောက်တက်ကတော့တော်ဝင်းညုံကိုခေါ်ပြီးလာခဲ့ပါမယ်တော်ဝင်းညုံကစပင်ဖားရကြပြီးဒူးတော့ထိုင်ရတယ်တောင်ပိုင်းနတ်ပိုင်ကြီးများကိုဦးထိတ်ထားပြီးကျွန်တော်ကြော်တိုက်မေတ္တာရက်ခံပါတယ်အရှိနေတဲ့အနောက်နေဝင်တောင်တငါကျော်မြောက်တဝင်တွင်မိသည့်နေရာဒေသအတွင်းရောက်ရှိနေပါစေ
ရောက်ရရမှာတင်းချိုင်းတို့ရဲ့ရှစ်တခင်မကြီးမဖဲဝအမြန်ဆုံးကြောက်ရောက်ပါရင်တောင်းပန်အပ်ပါတယ်ဒီနေရာမှာတင်းချိုင်းရှင်မကြီးတို့စားပွဲတောက်ပွဲနဲ့ကြိုးဆွနေပါတယ်အမြန်ဆုံးကြောက်ရောက်ပေးပါရင်တောင်းပန်အပ်ပါတယ်ခင်ဗျာကျော်သားရဲ့အတန်းကတင်းချိုင်းတွင်းမှာပီတာဆော်ထပ်ပေါ်လာတယ်ကောင်းထဲမှာမြင်ရတော့လဲဗန်ဝင်းကျင်းမှာလေတိုးတန်တွေကိုကြားရတယ်တော်ရင်ညပစမ်းမှာလည်းရဲတန်လုံးထပ်ပေါ်လာပြီးဂူဘော်ကိုထွားကနေခုန်တက်သွားတယ်တရင်ဖားရချထားတဲ့တော်ရင်ညရဲ့ပုံရမဟုတ်တဲ့ပြုမှုချက်ကြောင့်မဖဲဝဝင်စီးနေကြမယ်အားလုံးသိကြတယ်ဂူဘော်မှာစားတဲ့များကိုအာဘတရစားနေတယ်တခဏတွင်းမှာပဲလူတယောက်စားတဲ့ပိုတဲ့စားခြင်းမျိုးနဲ့ပြိုက်ခနဲ့ကုန်သွားတယ်ခဏနေတော့တော်ရင်ညမျက်လုံးပြုတ်ပြီးမောကြီးတီကိုတွေ့လိုက်ရတယ်တင်းချိုင်းရှိမကြီးမဖဲဝခင်ဗျာဒီရွာကဥကျော်ဟိုးသမီးတယောက်ရုတ်တရက်3ရက်အတွင်းညာစနေဝင်းချင်းအရောက်မှာမလာဘူးမခေါ်နဲ့မလာဘူးဆိုပြီးကြောက်လက်နဲ့အော်ဟင်းနေပါတယ်နေငင်းဘက်ရောက်တော့လဲတကားတစ်ခွန်းမှမပြောမဲ့ငင်ကုတ်ပြီးနေပါတယ်အဲဒီတော့ကျွန်တော်နဲ့အတူသူမိများကလည်းဘာလို့ရမှမသိအောင်ဖြစ်နေလို့တင်ညာရှင်မကြီးကိုပင့်ဖက်ပြီးဒီအကြောင်းရင်းကိုသိကြတော့ပါခင်ဗျာဟဲ့ကျော်သားဒီကိစ္စကကဝေကောင်သူ့အသက်တရားပြည့်လို့နောက်တက်တရားဆက်ပြီးအသက်ရှင်အောင်အပြိုစင်းရဲ့နှလုံးသားကိုစောင်းလို့ကြိုတင်ပြီးမိန်းကလေးကိုချုပ်ထားတာမနေ့ပြန်လာခွေညမှာမိန်းကလေးကိုအပြင်ခေါ်တော့ပြီးသူ့နှလုံးကိုဖောက်ထုတ်ယူပြီးစားလိုက်မယ်ကျွန်တော်ဘယ်လိုကာကွယ်ရမလဲအမေရှိပြီးလမ်းညွှန်ပေးပါမင်းမလဲမင်းဆရာကမရှိဘူးဆိုတော့ငါအကူကြီးပေးရမှာပေါ့ငါတယောက်တည်းနဲ့လည်းမဖြစ်ဘူးလာမင်းရှိကိုတို့ရော့ငါစားနေတဲ့ကြက်သားတုံးကိုကောင်းအောင်စားလိုက်ဒါဆိုမင်းနဲ့ငါစိတ်ချင်းဆက်သွယ်လို့ရမယ်ကျော်သားတဲ့ဒေါ်ရင်းညွန့်ကမ်းပြီးတဲ့ကြက်သားတုံးကိုမျက်လုံးစုံမိပြီးစားလိုက်တယ်ဟဲ့ငါကြွေးတော့ကိုမင်းကရှင်တော့တာမဟုတ်ပါဘူးဗျာရိုးတွေပါနေလို့ပါဝါစားဘာရိုးမှမချင်နဲ့ဝါလာစားပြလိုက်ထူးခြားမှုတွေ့နေမယ်မဖွဲဝပြောတဲ့အတိုင်းပဲကြက်သားတုံးအတွင်းမှာအယိုးတွေကိုသွားနဲ့ဖိကတ်တတ်ရအယိုးနုကိုကိုက်ရတာကြောင့်ခြေပြတ်သွားတယ်အဲဒါကြောင့်ဇက်တိုက်ဝါမြုပ်ချလိုက်တယ်အဲဒီနောက်မှာထမင်းနှိုင်းကိုစားတော့နေတဲ့လက်ကြီးနဲ့ကြော်တိုက်ခေါင်းပေါ်မှာအုပ်ကိုင်းလာပြီးဗစက်မှာတော်တော်ရွတ်စွနေကဲညကြရင်ကဝေကောင်နဲ့သူ့များ3ယောက်မင်းကလေးကိုခေါ်ထုတ်လိုက်မယ်မင်းဖို့အထားခဲ့တဲ့ဆေးလွယ်အိတ်ကိုလွှဲခဲ့အထဲကပစ္စည်းတွေကိုလည်းတေးသေးချာချာမှတ်တာဘယ်အင်းကိုဘလို့အသက်သွင်းတဲ့မန်နန်မင်းဖို့နဲ့ဆရာဘိုးဆိုင်တင်ပေးထားတယ်မဟုတ်လားဟုတ်ကဲ့တင်ပေးထားပါတယ်အေးရှေးကမင်းကိုအယောင်ပြပြီးငါနောက်ပိုင်းကနေကဝေကောင်ကိုနှိမ့်နေမယ်မင်းအခုငါ့ကိုသိချာမြင်ရပြီလားဟုတ်ကဲ့မြင်နေရပါတယ်အေးငါ့ကိုမြင်ပြီးကြောက်လန့်စရာမလိုဘူးငါခိုင်းတဲ့အတိုင်းလို့သူမိဘတွေကိုလည်းစိတ်ချလက်ချနေလို့ပြောမင်းကတော့မနေ့ကညမိုးချိုးတာနဲ့အကြီးတလုံးကိုအသက်သွင်းတဲ့ဂါရရုပ်မင်းကလေးအခန်းကို3ဘက်ပတ်တာဘယ်ဆုံးကဝေဖုတ်အောင်လန်းသေးရမှာမင်းကလေးအခန်းထဲကိုဝင်နိုင်အောင်ဝင်ပြီးရင်လည်းထွက်လို့မရဘူးငါပြောတဲ့အတိုင်းလို့ကဲပြန်ကြကျော်တိုက်ကည9နာရီခွင်ရွာပြည်တင်းညကဟိုပြင်းမပင်အောင်မှာလာဆောင်နေဘာမှမကြောက်နဲ့ငါရှိနေမယ်မဘဲဝါရေပလားကိုယူပြီးမောတောက်ချလိုက်တယ်မဘဲဝါထွက်သားနဲ့ဒေါ်အင်းညွန့်နဲ့လဲကျသွားတယ်ကျော်တိုက်တို့လည်းဒေါ်အင်းညွန့်ကိုပြေးထူလိုက်ရတယ်ဒေါ်အင်းညွန့်ကိုပြုစုရင်းနဲ့အမောင်ထဲဝင်ရောက်သွားတဲ့မဘဲဝါကိုကျော်တိုက်တယောက်မျက်နှာမခတ်တိုင်လိုက်ကြည့်နေအရက်က7ဒီပါခန့်မြင်တယ်မဘဲဝါနဲ့အတူပဲဂွေးနဲ့ကြီးနှစ်ကောင်ကိုလည်းတွေ့ရရတယ်ဂွေးကြီးများနွားပါးကောင်များထွားကျန်းလာတယ်အမောင်ထဲဝင်ရောက်သွားတော့မှပဲမျက်လုံးအကြည့်ကိုဖက်လိုက်တယ်တတိယနေဖြစ်တဲ့ဒေါ်အင်းညွန့်ကိုခေါ်ပြီးတော့ရွာထဲကိုအားလုံးပြန်လာခဲ့ကြတယ်နောက်နေ့ညနေပိုင်းရောက်တာနဲ့မဘဲဝါခိုင်းတဲ့အတိုင်းပဲအကြီးလုံးကိုယူဟာဆရာကြီးတင်မိထားတဲ့ကာရာတပုံးနဲ့မန်းမုတ်ပြီးအသက်သွင်းလိုက်တယ်ဒါမှဗလာလောကမှန်သမျှအကြီးမန်ပရရအဝင်းထဲကိုဝင်နိုင်အောင်ထိန်းချုပ်ထားနိုင်မယ်သုံးဘက်ဆောင်ရင်လောပြီးဒေါ်ရုံအောင်လန်းကိုဝေဆုံးတင်ရတော့ကလည်းဝင်နိုင်တော့ထွဲလည်းမရနိုင်တော့အသားစီးဖြစ်သုံးနဲ့ချီမန်းဖြစ်ကြောင်းလဲဆရာကြီးတဲ့ရှင်းပြပြီးအသက်သွင်းတဲ့ကာရာကိုလည်းအချင်းချင်းတင်ပြပေးခဲ့တယ်အခုကအေးပညာကလာပြီးသုံးဝင်နေတယ်အေးမရှိနေတဲ့အခန်းကို3ဘက်ရစ်ပတ်ထားပြီးဘယ်သူမှမဝင်မဲ့အပြင်မှာစောင့်ကြည့်ရမှာထားတယ်အိမ်နောက်9နိုင်ခွဲရနဲ့ဘေးလွယ်ကိုလွယ်ပြီးရွာပြင်ကိုထွက်လာခဲ့တယ်လာကွင်းညာဖြစ်တာကြောင့်လာမိုက်နေတော့လဲရာသီဥသားတဲ့အပြင်ဂလန်လန်ထိမြင်နေရတယ်မကြခင်မှာပဲရွာနဲ့တင်းချိုင်ကြားကရှိတဲ့ပြင်မဲ့ပင်အိုကြီးရဲ့ပင်စီနာကိုရောက်ခဲ့တယ်သူမြင်လိုက်ရတာကတင်းချိုင်ထဲမှာမီးလုံး3လုံးထိတ်ကိုပြန်ဝဲတလာပြီးတော့ရွာဘက်ကိုထွက်သွားတာကိုတွေ့လိုက်ရတယ်မီးလုံး3လုံးကရွာဆက်ရောက်တာနဲ့ရှေးဆက်မသွားပဲတင်းချိုင်ဘက်ကိုပြန်လဲလာက3လိမ့်ချင်းများဝဲပတ်နေအချိန်စောသေးတဲ့အတွက်ကြောင့်လားလူတွေမအိတ်သေးတဲ့အတွက်ကြောင့်လားအဲ့ဒါတော့မသိရွာတဲ့ဘက်ကိုမသွားသေးပဲနဲ့ကောင်းကင်မှာနေနဲ့ဝဲပြတ်နေကြတယ်ကျော်သားလည်းသူ့ကိုမမြင်အောင်သူတို့နဲ့စမ်းကျင်ဘက်ကိုလှည့်ပတ်ပုံးနေရတယ်10နိုင်ကအရောက်မှာပဲဥက္ကရာအိမ်ရှိရဘက်ကိုဥတီပြီးထွက်လာခဲ့တယ်မကြခင်မှာပဲရွာထဲမှာမီးလုံး3လုံးဝဲပြန်လာတယ်အေးမောက်တော့ခေါ်တာချီမန်းခွင်းကြောင့်အချင်းမကောင်းလို့ပြန်လာတာဖြစ်မယ်မီးလုံးများကိုကြည့်ပြီးတော့ကျော်သားအတွေးဝင်လာတယ်မီးလုံးများကအယောင်တစ်ပြက်ပြက်လက်နေအဲ့လိုနဲ့မီးလုံးများကသူ့နဲ့တိတ်မွေဘူးပြင်မပင်ရဲ့ပင်စီကသူ့ကိုကွယ်ထားတဲ့ကြောင့်ပဲအမြင်ကျင်းတာဖြစ်တယ်။စုံတော့စားရဆိုဒါပဲဖြစ်ရမယ်။ဒါမှမဟုတ်ကဝေဆက်တွေဖြတ်နေရလားမသိဘူး။ကျိုးလိုက်ကဝေဆက်ဖြတ်အိမ်ရှိတယ်မဟုတ်လား။အသက်သွင်းကားရယူပြီးကဝေများတွေကိုပြစ်လိုက်။ဒုနာထဲမှာမဖဲဝအတန်းလိုကြားရတာကြောင့်လွယ်အိတ်ထဲမှာကဝေဆက်ဖြတ်အင်းကိုရွေးပြီးယူလိုက်တယ်။အဲဒီနောက်အင်းတို့ကားကိုအသေးချယူလိုက်တယ်။သူနီးကိုပြန်ဝဲလာတဲ့မီလုံး3လုံးစီကိုအင်းနဲ့ပြစ်ပေါက်လိုက်တယ်။မီလုံး3လုံးစလုံးလဲတောက်ပနေတဲ့မီလုံးကြီးများအဖြစ်ပြောင်းလဲသွားတယ်။အဲဒီနောက်ဖုတ်ကနေနဲ့
မဲရပြုတ်ကြတာအကြောင်းကြီးလိုက်ရကဝေးမှ3កောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်အဲဒီချိန်တင်းချိုင်းစီရဲ့အတွင်းမှာထွက်လာဟန်တူတဲ့မဲမဲတရန်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်အဲဒီမဲမဲနောက်မှာအရဲမြင့်မြင့်တရန်တစ်ခုကလည်းပါလာတယ်ကဝေးကောင်နဲ့မဖွဲဝါတို့တွဲဆုံနေခြင်းသာဖြစ်ကြောင်းကိုကြော်တိုက်သိလိုက်ရတယ်ဟဲ့ကောင်ပါလေဘာဖြစ်ကုန်တာလဲဟဲ့ကဝေးကောင်နေများ3កောင်လုံးတိတ်နေပြီဟာငါကောင်မလေးညံ့လို့ခံရတေးပေးစေငါကမတေးသေးဘူးလေတေးမကငါအစီအစဉ်ကိုဖြတ်လို့စိတ်ကူးနေရတာလုံးမနေနဲ့နင်းတင်းထဲမှာနင်းနှစ်ခါပြန်တင်နေရမယ်ကဝေးကောင်ကသူ့လက်ကြီးတွေကိုဆန့်ထုတ်လိုက်ပြီးမဖွဲဝါတန်းကိုလင်းနှန်းတွေထုတ်လိုက်တယ်သူ့လက်နှစ်ဖက်မှာလည်းလိမ္မောရောက်လင်းနှန်းကြီးထွက်လာတယ်လင်းနှစ်ခုစုံခဲ့ပြီအောင်မတေးမကဘယ်ဆိုးလို့လဲမင်းကမြောက်ဘက်ရှင်မရဲ့အစေပါဆိုတော့လေနဲချင်းတော့ပညာတတ်မှာပေါ့ငါရဲ့စီယုံမအောင်မမြင်ဖြစ်အောင်လာရောက်နှောက်ရက်တဲ့တေးမငါအကြောင်းသိစေရမယ်ရော့ဒါလေးမြည်တမ်းကြည့်ပါအောင်တော့ပါတဲ့အလင်းရန်တစ်ခုကမဘဲဝါတန်ကိုလင့်သွားတယ်မဘဲဝါကလည်းအရှုံးမပေးပညာကောင်ထုတ်သုံးနေရကိုတွေ့ရတယ်ကျော်တိုက်ကဝင်ကူခြင်းမဲ့လက်တွေကိုယ်တိုင်ကိုကြစုံကိုဝေးများနဲ့မထိုက်ခိုက်ဘူးသေးဘူးဘယ်နေရာမှာဘယ်အင်းကိုအသုံးချမယ်မသိသေးဆရာကြီးတို့ကဘယ်အင်းကိုယူအင်းတို့ကာတာယူဆိုရင်တော့လောက်တတ်တယ်ရခင်ကဆရာခိုင်းတဲ့အတိုင်းလိုက်ပြီးကူညီခဲ့ဘူးတယ်အခုတော့ကဝေကြီးနဲ့မဘဲဝါတိုက်ခိုက်နေပေမဲ့သူဘယ်အင်းကိုယူပြီးကူညီတိုက်ခိုက်ပြရမယ်ဆိုစဉ်းစားတတ်သေးဘူးမဘဲဝါပြောလာမဲ့စကားဥသာနားဆွင့်နေအလင်းသားတွေတစ်ခုနဲ့တစ်ခုစုံတွဲပြီးတော့အားချင်းပြိုင်နေကြတယ်ဘယ်သူကမှတော့ထိခိုက်မှုမရှိသေးအဲချိန်မှာပဲမီးအောင်များဘေးကိုဖျောက်ထလာပြီးမဘဲဝါကနောက်ကိုလင်းထွက်သွားလို့ကဝေကြီးလည်းဖိနေလဲကျသွားတယ်ကျော်သားကဝေဆက်ပြက်အင်းကိုနှိုးပြီးတော့ကဝေကောင်ကိုပစ်လိုက်ကျော်သားလည်းမဘဲဝါအတန်ကိုကြားရတာနဲ့ရန်လုံးစီတော့ဘလူးနေစေကဝေဥနေစေကဝေဖြတ်ဆက်ရင်နေကြီး၅ပါးဇေယီတော်ကြီးစတဲ့ဖြစ်ဇေမျိုးစုံအင်းမျိုးစုံရှိသောလွယ်အတွင်းမှာကဝေဆက်ဆက်အင်းကိုယူပြီးတော့အင်းနမန်ကိုရွတ်ကလဲနေရာမှာအာယူထနေတဲ့ကဝေကြီးကိုပစ်ထလိုက်တယ်ကဝေကြီးလည်းထိုင်နေရာမှာဘက်လက်ဖြစ်လဲကျသွားတယ်အဲချိန်မှာမဖဲဝါရုတ်တက်ထားပြီးလက်နှစ်ဖက်ဆန့်ထုတ်လိုက်တယ်ကဝေကြီးရဲ့နာကျင်စွာအော်ပြီးခဏမြငိမ့်သွားတယ်ဒါပေမဲ့နာကျင်မှုကိုချိန်ပိတ်ခဏပြီးကဝေကြီးကတဖြည်းဖြည်းအာယူပြီးထလာတယ်ဒီနေရာဖြစ်နေရာကနေကိုထိမ့်ပြီးတော့ကဲတင်းမတေစမ်းကဝေကြီးကလက်ဆန့်တန်းပြီးတော့မီးတန်းတစ်ခုမဖဲဝါစီကိုနှင်းထွက်လာတယ်ဒါပေမဲ့မီးတန်းကမဖဲဝါစီကိုရောက်မလားအရှိန်နဲ့ထက်လာတဲ့မီးတန်းကမဖဲဝါအနီးကိုရောက်မှာပဲတဖြည်းဖြည်းချင်းမှိန်သွားတယ်ကဝေကောင်နင်းကဝေဆက်တွေကိုကဝေဆက်ပြအိမ်နဲ့ဖြစ်ပြီးဖြစ်လိုက်ပြီလေနင်းဘာတက်နိုင်သေးတော့နေမယားတွေတခါတည်းတည်သွားပြီနင်းလည်းအနှစ်တရာကနေအနှစ်နေရာရှေ့ဖို့မစင်းစားနဲ့နေပညာအကောင်စွန့်ပြီးသွားတော့နင်းတို့တဲမစကားကိုငါကနားထောင်ပါလားညီငါကလေးကိုအကောင်ကိုအားပိုးပြီးတော့ငါကိုလာပြီးရှင်းပြနေရပဲငါသာအသိခံရမယ်နင်းတို့တဲမကိုငါရှုံးမပေးနိုင်တဲမကိုအရှုံးပေးရတဲ့ဆိုတဲ့ရာဇဝင်ငါမှမရှိဘူးကျော်တဲ့ကဝေတက်ဖြတ်အင်းတော်ကြီးရှိတယ်မဟုတ်လားအတက်သေးနဲ့မန်နဲ့ကျုပ်ပြီးဖြစ်လိုက်အဖဲဝိုင်းညွန်ရချက်ကိုနားထဲကကြားပြီးတော့ကဝေတက်ဖြတ်အင်းမန်နန်ကိုအဆက်မပြတ်ရွတ်ပြီးတော့ကဝေကောင်ကြီးကိုပြစ်ပေါက်လိုက်တယ်ကျော်တဲ့နောက်ဆက်စမ်းကဝေကောင်ကိုလောင်တဲ့အပူကတိတ်ပြင်းနေတပြေးပြေးတောင်းနေတဲ့မီးကြီးကတော့တောင်းနေအဲဒီမှာပဲကဝေတောင်းလဲကဝေကြီးနီးတူပဲမီးထတောက်တော့တယ်အဲ့ဒါငရဲမီးပဲအာကုတို့များတဲ့ကဝေကောင်တွေကိုအဝေကြီးငရဲမီးကဝါမျိုးပြီးတော့ငရဲကိုခေါ်သွားပြီမင်းလဲရွာပြန်တော့ဂျီမန်းကွင်းနဲ့တောက်ပြစ်ပြလိုက်မင်းလေးရဲ့ယောဂပျောက်နေတာမင်းတွေ့ရလိမ့်မယ်ဂျေသူကြီးလာပါရဲ့တခင်မကြီးမဖဲဝါကျော်သားရဲ့အမြင်မှမဖဲဝါလည်းပျောက်ခဲ့သွားတယ်ကျော်သားလည်းရွာထဲကိုပြောင်းဝင်လာခဲ့တယ်အဲဒီချိန်ကတော့10နိုင်ခွဲခန့်ရှိနေပြီဦးရုံးမေတို့အိမ်မှာလူစုစုဖြစ်နေတယ်ကျော်သားပြန်လာကိုစောင့်နေနေတာဖြစ်တယ်ကျော်သားအိမ်ပေါ်ကိုတက်လာစင်းမဲအားလုံးကလည်းဝမ်းသာအားနဲ့ထလာကြတယ်ဘယ်လိုလဲမောင်ကျော်သားတော်တော်ပင်ပန်းခဲ့ပြီလားကိုဝေကောင်ကြီးရောဘာဖြစ်သွားပြီလဲကျော်သားကလည်းအတော်ကြောင်းပြီးရှင်းပြတယ်နားတော်နေသူများလည်းတန်အော်ဖြစ်နေကြတယ်ဒါနဲ့ဦးအေးမှအချင်းတွေဘယ်လိုရှိလဲအိပ်ပျော်နေပြီသူကကန့်ကြီးနေတဲ့ယောဂတွေရှင်းသွားလို့နဲ့တူတယ်ကျော်စောကအချင်းတွေသွားကြည့်တော့နည်းနည်းချစ်ကြအိပ်ပျော်နေတာတွေ့တယ်ဒါဆိုရင်ဦးလေးထုံးမိတ်အခန်းထဲကိုလိုက်ခဲ့ပြီရောဂျီမန်းကွင်းနဲ့ဖြုတ်လိုက်ရအောင်ကျော်တိုင်းနဲ့ဦးထုံးမိတ်တို့ဟာအခန်းထဲဝင်လာခဲ့တယ်ဂျီမန်းကျုံများကိုဖြုတ်လိုက်ကြတယ်ဘာကြီးလားအေးဘာကြီးသမီးနိုးပြီလားဟုတ်ကဲ့သမီးနေကောင်းသွားပြီလားအဲ့လိုရောပြောရလားဘာကြီးစားလို့နိုးလာတာပါကဲလာအခန်းပြစ်ဘက်ကိုထွက်လာခဲ့အပြင်မှာသမီးအမိနဲ့ဖေတို့ရှိကြတယ်အဲ့နောက်အမောင်ပြောကများကင်းစစ်သွားပြီမို့တောင်းလေးရဲ့အစာမစားတဲ့အေးမှာထမင်းကျွေးရန်စီစဉ်နေကြတယ်ကျော်တိုင်းလည်းအားလုံးကိုနှုတ်ဆက်ပြီးပြန်ခဲ့ရဦးကျော်ဟိုကကျေးဇူးတင်စကားပြောပြီးတော့အိမ်ရောက်တဲ့အထိလိုက်ဖို့ပေးခဲ့တော့တယ်ဟုတ်ကဲ့ပါဇလန်ကိုစုံထိလိုက်ပါနားသိမိကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီဇလန်လေးကိုကြိုက်တယ်ဆိုရင်တော့အောက်မှာ like လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ